တန်ကတော့တန်ဆန်းဆန်းကိုစင်ပြူတကောင်ကလိုက်ဖမ်းပြီးကူတစ်ခုတည်းကိုဝင်သွားစေခဲ့တယ်။ကြောက်ရွံ့နေတဲ့အချိန်မှာအတန်တစ်ခုပေါ်လာပြီးရှေ့မှာရှိတဲ့ပုတ်နေတဲ့အဝတ်ကိုဖြုတ်ပစ်လိုက်လို့ပြောခဲ့တယ်။ဒါပေမဲ့အဲ့ဒီအဝတ်ပေါ်မှာမန်တန်စာရီရေးထားတာကိုမြင်လိုက်တဲ့တန်ကတော့ကမထီရဲဘူး။ဝူကောင်ကတော့အမြန်လှုပ်ဖို့တိုက်တွန်းပြီးစင်ရဲ့ပါးစပ်ထဲမသေးချင်ဘူးဆိုရင်အခုချက်ချင်းလှုပ်လို့ပြောတယ်။စင်ကဝင်လာတော့မဲ့အချိန်မှာတန်ကတော့ကမရွေးနိုင်တော့ပဲအဝတ်ကိုဖြုတ်ပစ်လိုက်တယ်။ချက်ချင်းမြေကြီးလှုပ်ရှားသွားပြီးဝူကောင်ကတောင်ကြားထဲကနေမျက်နှာချက်လိုက်သလိုထွက်ပေါ်လာခဲ့တယ်။ပြီးတော့သူကစင်ရဲ့လဲချောင်းကိုဖမ်းပြီးလှက်လေးလှမ်းပြီးဝေးဝေးကိုပြစ်ထုတ်လိုက်တယ်။ရွှေတုပ်ကိုခေါ်လိုက်တော့အလင်းတောက်နဲ့ရွှေတုပ်တစ်ချောင်းကတောင်တန်းတွေကိုဖြတ်ပြီးအမြန်နှုံးကြီးနဲ့ပြန်လာတယ်။ဝူကောင်ကအဲ့ဒီတုံးနဲ့စင်ကိုတစ်ချက်ပြင်းပြင်းရိုက်ပြီးမြေပြင်ထဲကိုဖိချလိုက်တယ်။ဒီမြင်ကွင်းကြောင့်တန်ဃာတော်ကကြောက်ရွံ့နေခဲ့တယ်။ဝူကောင်ကဘုရားမကငါ့ကိုပြောထားတာကငါ့ကိုလွတ်မြောက်စေတဲ့သူကိုအနောက်ဘက်သို့စာတော်ဒီယူဖို့လိုက်ပို့ရမယ်လို့ပြောတယ်။ဒါပေမဲ့တန်ဃာတော်ကငါမလိုအပ်ဘူးလို့ပြန်ပြောလိုက်တယ်။ဝူကောင်ကအယမ်းပျော်သွားပြီးချက်ချင်းပြန်သွားခဲ့တယ်။ဒါပေမဲ့ခဏအကြာမှာတန်ဃာတော်ရဲ့အထုပ်ထဲကနေရွှေကွင်းတစ်ခုပြန်ထွက်လာပြီးဝူကောင်ကိုလိုက်သွားတယ်။နောက်တစ်စက္ကန့်အတွင်းမှာပဲဝူကောင်ကအဲ့ဒီကွင်းကိုခေါင်းပေါ်မှာဝတ်ထားပြီးပြန်လာတယ်။သူကတန်ဃာတော်ကိုဘာလုပ်လိုက်တာလဲဒီကွင်းကဘာလို့မထွက်နိုင်တာလဲလို့မေးတယ်။တန်ဃာတော်ကတော့ဘာမှမသိဘူးလို့ပြောတယ်။နောက်ပြီးတေချာကြည့်လိုက်တော့အဲ့ဒီကွင်းပေါ်မှာမန်တန်စာရေးထားတာကိုတွေ့လိုက်တယ်။ဒါကြောင့်သူကမန်တန်ကိုဖတ်ကြည့်မယ်လို့ပြောပြီးစတင်ဖတ်လိုက်တယ်။မန်တန်ဖတ်တန်ကြားတာနဲ့ဝူကောင်ရဲ့ခေါင်းကကွဲထွက်တော်မလို့အယမ်းနာကျင်လာပြီးနီးနားကကြောက်တုံးနေတော့ကွဲချီသွားတယ်။ဝူကောင်ကကွင်းကိုဖြုတ်ပစ်ဖို့တန်ဃာတော်ကိုအတင်းအကျပ်ကောက်ဆိုပေမဲ့သူကမဖြုတ်နိုင်ဘူး။အဲ့ဒီအချိန်မှာပဲကောင်းကင်ပေါ်မှာဘုရားမကွမ်းရင်ပေါ်လာတယ်။သူမကဒီကွင်းကိုဖြုတ်ချင်းရင်တန်ဃာတော်ကိုအနောက်ဘက်သို့သွားတဲ့ခရီးမှာကာကွယ်ရမယ်။ဒါပဲမန်တန်ကိုဖြီးဖြတ်နိုင်မဲ့တခုတည်းသောနီးလန်းလို့ပြောတယ်။အစမှာဝူကောင်ကမယုံခဲ့ဘူး။သူကမိုင်းရှိတောင်အထိပြန်တန်းကြည့်ပြီးမြဲနောက်ဆုံးမှာတော့ပြန်ပြီးမူလနေရာကိုပဲရောက်လာခဲ့တယ်။ဒီလိုပါပဲတန်ဃာတော်ညဝူကောင်တို့ရဲ့ခရီးစဉ်ဇလံစတင်